ဟရကုံရှင်တပညုဖျားရှင်ဤကျေးဇူးတော်ဖြင့်တေမိဇက်တော်လာအကြောင်းအရာများကိုဗဟုတုတရစေရန်မျှဝေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျအကြောင်းအရာလေးမစခင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးကြပါဦးနော်တေမိမင်းသည်တတပဖျားရှင်ရဲ့သာသနာတော်လက်ထက်ဗာရာဏသီတိုင်ပြည်ကြီးရဲ့ရှင်ဘုရင်တစ်ပါးဖြစ်ခဲ့သည်